ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် icon CM ဒုတိယအလွာထဲမှာရှိတဲ့ person coffee ဆိုင်ကိုတွားမှာဖြစ်ပါတယ်အဲ့ဒီ coffee ကအရန်အရသာရှိတာပေါ့နော်အခါကျတော့ကျွန်တော်မတွားခင်မှာဒီ icon CM ရဲ့ဒါအပေါ်ဆုံးအထပ်ပေါ့နော်အပေါ်ဆုံးအထပ်ကိုတစ်ချက်လောက်ကျွန်တော်ရိုက်ပြတာပဲဖြစ်ပါတယ်ဒါကြတော့ဓာတ်ပုံရိုက်လို့အရန်ကောင်းရဲပေါ့နော်မန်တွေအများကြီးထားတယ်အဲ့ဒီအလွာကြတော့အောက်ဆုံးအလွာပေါ့နော်food counter ရှိတယ်ကဲဒီမှာဆိုစားစရာတွေဆိုရင်အစုံရှိတာပေါ့နော်ပြီးကြရင်သူ့ရဲ့အပြင်အစင်တွေကရောတခြားမောတွေနဲ့မတူဘဲနဲ့အရန်လောက်အောင်ပေါ့နော်ပြင်ဆင်ထားတဲ့အပြင်အစင်လေးဖြစ်ပါတယ်ကဲဒါကတော့အရေးပေါ်မှာရောင်းတဲ့ပုံစံလေးလုပ်ထားပေးတာပေါ့နော်ကဲဒီမှာကျတော့တကယ်နိုင်ငံခြားသားတွေအများကြီးလာရောက်လေပတ်တဲ့icon CM ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ icon CM ဟာတခြား mall တွေနဲ့မတူမှသူရဲ့ decoration အပြင်အဆင့်ဆောက်ထားတဲ့ဒီအဆောက်အုံကရောပေါ့နော်အရန်မိုက်တယ်ခိတ်ညီတာပေါ့နော်။ကဲအရန်လာတယ်နော်ကဲအခုတော့မှဒီမှာဆိုရင်ကျွန်တော်တို့စားစရာတွေပြကြရင်သူတို့ထိုင်းလူမျိုးတွေပေါ့နော်သူတို့ရဲ့ရိုးရာလက်ဝဲအကတချင်းတွေနဲ့ရောဒီနေရာမှာစားရတူကိုဖြုတ်ဖေးပေးတဲ့နေရာရောရှိတာပေါ့နော်အခါကျတော့လူတွေအရန်ကိုစီကားနေတဲ့နေရာပဲဖြစ်ပါတယ်အပြင်အစင်ကရောအရန်လာပါတယ်လို့ကကျွန်တော်နဲ့အတူတစ်ချက်ကြည့်အောင်ပေါ့နော်အထဲမှာလူတွေရောအများကြီးပဲတော့ဒီနေရာမှာအချိန်ပြည့်ပြများနေကဲအခုဒါတော့အပေါ်ဆုံးထပ်ပေါ့နော်အပေါ်ဆုံးထပ်မှာအရန်လာတာပေါ့နော်ကဲအဲ့ဒါကိုကျွန်တော်အပေါ်ကနေတစ်ချက်ရိုက်ပြတာပဲဖြစ်ပါတယ်ဒီအောက်မှာဆိုရင်ထိုင်စားနေတဲ့ပုံတွေဒီရေချတဲ့ပုံစံတွေဟာတကယ်အရန်မိုက်တာပေါ့နော်ကျွန်တော်ကတော့အရန်ကြိုက်တယ်အခါကျတော့ဒီအပေါ်ဆုံးကနေကျွန်တော်တစ်ချက်ရိုက်ပြတယ်ပဲဖြစ်ပါတယ်ကျွန်တော်ကကော်ဖီသွားမတောက်ခင်မှာပေါ့နော်ဒီအရင်ရှောက်လေကြည့်တာပေါ့နော်ရှောက်လေပြီးမှတချို့ icon CM မရောက်ဘူးတဲ့သူတွေကြည့်လို့ရအောင်ဆိုမှကျွန်တော်ဗီဒီယိုအနေငယ်ရိုက်ပြီးမှတင်ပေးတာပေါ့နော်ကဲသူ့ရဲ့အပေါ်ကဒီဇိုင်းတွေရောအရန်လာလို့ကျွန်တော်မှတ်တမ်းပြင်ထားပါတယ်ကဲအခုကျွန်တော်သွားမဲ့ကော်ဖီဆိုင်ဒီမှာနလွာထဲမှာရှိတဲ့person coffee ဆိုင်ပေါ့နော်ကဲလူတွေတန်းစီနေရနော်ကဲဟိုမှာကဲကျွန်တော်ဒီအပေါ်ကနေဆင်းလာပါပြီကဲကျွန်တော် person coffee ဆိုင်ထဲကိုရောက်ပါပြီလူတွေကတန်းစီနေရတယ်အခါကျရင်ကျွန်တော်ရောပေရမယ်ကျွန်တော်နောက်ကနေတန်းစီရပါတော့အဲကျွန်တော်ရှေ့မှာ၄ယောက်၅ယောက်လောက်ကြံသေးတယ်ကဲသူတို့ဆိုင်ထဲရောက်တဲ့အခါသူတို့ coffee အမျိုးအစားတွေပေါ့နော်ရှင်းပြပါတယ်သူတို့ဘာပုံစံတောက်ချင်တယ်လေပေါ့အများမီနူတော့အများကြီးရှိတယ် coffee တီးတန့်ပေါ့နော်ဒီ person coffee ဟာ Starbucks ရဲ့ coffee နဲ့တော့မတူဘူးဒါပေမဲ့ဈေးနှုန်းကြတော့ Starbucks coffee နဲ့အတူတူပဲပေါ့နော်ကဲအဲ့ဒါကျတော့ကျွန်တော်တို့မာပြီးမှကျွန်တော်တို့နေရာယူရပေါ့နော်ကျွန်တော်တို့အဲ့ဒါမာတဲ့ဟာကိုကျွန်တော်coffee တစ်ခွက်တောက်ရဖို့နော်25မိနစ်စောင့်ရတယ်25မိနစ်စောင့်ရတာနော်ကဲအခုဒီမှာစောင့်နေတဲ့လူတွေအများကြီးပဲပတ်ရှာနေပေါ့နော်ကဲဒီဆိုင်ရဲ့အပြင်စင်ကရောအရမ်းမိုက်ပါနော်ဒီပါဆင်ရဲ့မှာကြည့်ကျွန်တော်ရိုက်ထားပေးတယ်သူ့ရဲ့အပြင်စင်တွေရောအရမ်းမိုက်ပါတယ်ဒီဘက်ကျတော့အရေးဖြော်ရပဲနော်ဟိုဘက်ကျတော့အပူဖြော်ရပဲပေါ့ကဲကျွန်တော်ကိုဒါပေးဖို့နော်ဒါကဲအခုဆိုရင်ရပါပြီကဲ25မိနစ်စောင့်ရတဲ့ coffee လေးရပါပြီ coffee အရတာတော့ရှေ့ပဲအရန်ကောင်းပါတယ်ပဲတောက်ရဖို့ပေါ့နော်25မိနစ်စောင့်ရတာပဲဖြစ်ပါတယ်ဒါမဲ့စောင့်ရကြုံနှပ်ပါတယ် coffee အရတာကအရန်ကောင်းပါတယ်icon CM ရောက်ရင်% ကိုတော့ပုံနေပါနဲ့